ဆက်လက်ပြီးမိဆန္ဒဖိတ်ခေါ်အပ်ပါတယ်ရှင်cái tá liền tôi bố mẹ đón đột ra chút là mù đây các bạn nào rồi đóဆက်လက်ပြီးမိဆန္ဒဖိတ်ခေါ်အပ်ပါတယ်ရှင်cái tá liềnမူရင်းကြီးမှုအကပလီရာဖွဲ့များအားလုံးအတွက်ညရီမျိုး89ကြိမ်မြောက်မွန်မျိုးသားနေ့ကျင်းပရေးကော်မတီဖွဲ့မှစုတော်ငွေ9သိန်းကျပ်